လူတယောက်သူ့ကားကိုစီးဖိပြီးပတ်စံရှင်းတော့မယ့်အချိန်မှပဲတခုခုမှားနေပြီလို့ရုပ်တရက်ခံစားလိုက်ရတယ်။သူ့အိတ်ကထဲကပတ်စံတွေကအမှုန့်ကြီးဖြစ်ပြောင်းသွားလို့လေ။လမ်းဖြန့်သွားတဲ့အဲ့ဒီလူကတခုခုကိုစဉ်းစားမိသွားပုံရတယ်။ပြီးတော့သူ့ဗီလာအင်ကြီးစီကိုချက်ချင်းပဲကားမောင်းပြီးပြန်လာခဲ့တယ်။အင်ရောတော့ဂျမ်းပင်ပေါ်ကျနေတဲ့ပတ်စံတွေကိုကောက်ယူပြီးဂရင်းပေါက်အပြင်ကိုပစ်ချလိုက်တယ်။ပြီးတော့လေတွေလွင့်နေတဲ့အဲ့ဒီပတ်စံတွေကိုစိုက်ကြည့်နေခဲ့တယ်။သူထင်နေတာတွေတကယ်မဖြစ်ပါစေနဲ့လို့လည်းစိတ်ထဲကနေဆူတောင်းနေနေတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအဲ့ဒီပတ်စံရွက်တွေကမျက်စိသမီးအတွင်းမှာပြာအဖြစ်ကိုပြောင်းသွားခဲ့တယ်။သူထင်တာတေးချအောင်ထပ်ဆန်းတက်တဲ့အနေနဲ့ဒေးဗစ်ကအပေါ်ဓာတ်ကဗန်900ပချီကားကိုယူလာခဲ့တယ်ပြီးတော့အိမ်တကားကိုဖွင့်ပြီးပချီကားကိုအိမ်ထဲနဲ့အိမ်အပြင်လဲထဲထဲမှာချထားလိုက်တယ်။မကြခင်မှာပဲထူးဆန်းတာတစ်ခုဖြစ်လာတယ်။အိမ်ထဲဘက်ချမ်းမှာရှိနေတဲ့ပချီကားကဘာမှမဖြစ်ဘဲအကောင်းနဲ့ရှိနေပေမဲ့အိမ်အပြင်ဘက်ရောက်နေတဲ့အပိုင်းကတော့အမြန်ဆွေးမိလာခဲ့တယ်။ဒေးဗစ်တယောက်အန်အောမြင်တတ်နေလို့မှာပဲအဲ့ဒီအပြင်ဘက်ပိုင်းကအမှုပုံကြီးအဖြစ်ပြောင်းသွားတော့တယ်သူရှိကတော့ပဲကျန်းတော့တဲ့ပချီကားကိုကြည့်ရင်ဘာပဲဖြစ်နေတာလဲဆိုတာကိုရှာဖွေဖို့ဒေးဗစ်ဆုံးဖြတ်လိုက်တယ်အဲ့ဒီနောက်တူချောင်းကိုယူပြီးနေရန်ကိုထုတ်ခိုင်းလိုက်တယ်ဒါပေမဲ့နောက်ထပ်သူမြင်လိုက်ရတဲ့အရာကသူ့ကိုဆွတ်ထားသွားစေခဲ့တယ်နေရန်ကလုံးဝါယာကျိုးတွေအပြည့်ဖြစ်နေလို့လေပြီးတော့အိတ်ခန့်ချမ်းတွေကိုပါသူခွာကြည့်လိုက်တယ်အောက်မှာလည်းဝါယာကျိုးတွေအပြည့်ပါပဲဒီအဖြစ်ပြက်ကနေဒေးဗစ်အန်အောမဆုံးခင်မှာပဲသူ့မိမအန်နာကသူတို့ရဲ့သားလေးကိုချီပြီးအိမ်ပြင်ထွက်တော်မယ်ဆိုတာကိုအတိထားမိလိုက်တယ်ဒေးဗစ်ကတားဖို့စူးစမ်းပြီးမယ်အန်နာကတော့တကားကိုအတင်းဖွင့်ပြီးအပြည့်ကိုထွက်သွားခဲ့တယ်ဒေးဗစ်လည်းအရန်လန့်သွားပြီးလက်ထဲကတူကိုလက်ချကတကားပေါက်စီပြီးသွားခဲ့တယ်သူတားမိတယောက်ကိုအော်ခေါ်မလို့လုပ်ပေမဲ့ရုတ်တရက်သူ့စိတ်ကိုပြောင်းလိုက်တယ်အဲ့ဒီအချိန်မှာပဲအိမ်အပြင်ရောက်နေတဲ့ကလေးလေးကစငိုပါတော့တယ်ကလေးရဲ့ဖြူဖြူဖွေးဖွေးမျက်နှာလေးနဲ့ညီရဲလာတယ်။အန်နာလေးအထိတ်လန့်နဲ့အောက်ကိုငုံကြည့်လိုက်တယ်။သူမသားလေးရဲ့ဖက်လေးတွေကအလင်းအမြန်ဆွေးမိပြက်စီးနေတာကိုတွေ့လိုက်ရတယ်။အန်နာကဒေးဗစ်နာမည်ကိုအော်ခေါ်လိုက်တယ်။မိမဖြစ်သူရဲ့ရင်ကွဲမတတ်အော်နန်ကိုကြားလိုက်ရတော့ဒေးဗစ်လည်းစိတ်ထဲမချနိုင်တော့ဘူး။သူမိမအနာကိုပြေးသွားပြီးကလေးကိုပွေ့ကအိမ်လေးကိုအမြန်ပြန်ပြီးဝင်လာခဲ့တယ်။ကလေးဖက်လေးတွေကတော့မျက်စိတမိတ်အတွင်းမှာပြဖြစ်သွားခဲ့တယ်။ဒါပေမဲ့နောက်ဆက်ဖြစ်လာတဲ့မြင်ကွင်းကတော့သူတို့နှစ်ယောက်လုံးကိုမီးရိုးပြုတ်ကြမှတန်အော်မြင်တက်သွားစေခဲ့ပါတော့တယ်။